မင်္ဂလာပါရှင်ဒီနေ့မှာတော့စိတ်ရင်းရိုင်းချိန်တွင်စိတ်ခွန်အားဖြစ်စေခဲ့သောဂျူးလူမျိုးများ၏အတိဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့ကိုရီးယားစာရေးဆရာကြီးဆရာဂုံးပြောင်းဟိုရေးသားထားတဲ့ထာလ်မုဒ်ဓမ္မဟောင်းကျမ်းထဲမှာဘဝတစ်ခုနဲ့တွေ့ဆုံခြင်းဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတစ်ခုကိုဖတ်ပြပေးသွားပါမယ်ပြုမှုလှုပ်ရှားနိုင်ချိန်မှာအကောင်းဆုံးအားထုတ်လုပ်ကိုင်ပါတင်လှုပ်ဆောင်စရာအမှုရှိသမျှကိုခွန်အားစိုက်ထုတ်၍လှုပ်ဆောင်လော့အကြောင်းမူကားတင်သွားရမည့်မရဏနိုင်ငံတွင်အလောက်ကိုင်မရှိအကြောင်းကျိုးမရှိအတိပညာမရှိဉာဏ်ပညာလည်းမရှိဒေသနာကျမ်းအခန်းကြီး9အခန်းငယ်30ဒေသနာကျမ်းဆိုတာတုတ်တန်ကျမ်းရှောလမုန်တခြင်းနဲ့အတူဣသရေလနိုင်ငံတော်ရဲ့ရှင်မင်းသုံးပါးရဲ့တစ်ပါးဖြစ်တဲ့ရှောလမုန်မင်းကြီးရဲ့စာပေလက်ရာအဖြစ်လူသိများပါတယ်ဟီဘရုဘာသာစကားနဲ့ဆိုရင် Kohelesဂရိဘာသာစကားနဲ့ဆိုရင် Ecclesiastes လို့ခေါ်ပါတယ်။ Koheles ရဲ့မူလဇာတ်မြစ်ကတော့စုစည်းတဲ့ together ဖြစ်ပြီးစာအုပ်နာမည်အနေနဲ့ဆိုရင်တော့ Koheles ကတော့ပြည်သူကိုစုစည်းတဲ့လူ The Gatherer လို့အဓိပ္ပာယ်ရပါတယ်။တစ်ဖက်မှာလည်းဉာဏ်ပညာမျိုးစုံကိုစုစည်းထားတဲ့စာအုပ်ဆိုတဲ့အဓိပ္ပာယ်ကိုအခြေခံပြီးဉာဏ်ပညာကိုစုစည်းတဲ့လူလို့လည်းအဓိပ္ပာယ်ရနိုင်ပါတယ်။ဘလို့ပြုမှုလှုပ်ရှားမှုမျိုးပဲဖြစ်ဖြစ်အသက်ရှင်နေတော့မှပဲလုပ်နိုင်ပါတယ်။ထာဝရအသက်တာကိုယုံကြည်တဲ့လူတွေရဲ့အသွေးကတော့ကွာခြားနိုင်ပေမဲ့လူအများစုအတွက်ကတော့သိခြင်းတရားဆိုတာလှုပ်ရှားမှုရပ်တန့်ခြင်းဒါမှမဟုတ်အဆုံးသတ်လို့အဓိပ္ပာယ်ရပါတယ်။တင်လှုပ်ဆောင်စရာရှိသမျှအမှုကိုခွန်အားစိုက်ထုတ်၍လှုပ်ဆောင်လို့ဆိုတဲ့စကားကတော့အသက်ရှင်နေတဲ့သူတွေပဲခံစားနှိမ့်ချိုင်နိုင်တဲ့အထူးအခွင့်အရေးဖြစ်တဲ့ပြုမှုလှုပ်ရှားနိုင်တဲ့စွမ်းရည်ကိုအခိုင်အမာဖော်ပြနေပါတယ်။အရှိယကုကစာမှာထွက်ပေါ်လာတဲ့ရှီယိုကတော့တိတ်ဆုံးပြီးတဲ့နောက်လူတွေယာယီနားခွေရနေရကိုညွှန်းဆိုတဲ့ဓမ္မဟောင်းကျမ်းရဲ့အမည်ဖြစ်ပါတယ်။ဓမ္မတစ်ကျမ်းမှာတော့ Hades လို့ပြောပြီးငရဲအဝီစီတင်ကြိုင်စသဖြင့်ဘာသာပြန်ဆိုထားကြပါတယ်။ဒီနေရာမှာတေချာပေါက်အလုတ်ရောအစီအစဉ်ရောဘဟုတုတရောဉာဏ်ပညာရောဘာမှရှိမှာမဟုတ်ပါဘူး။လူသားတွေလုပ်တဲ့ပြုမှုလှုပ်ရှားမှုကိုအမျိုးအစား၃မျိုးခွဲခြားနိုင်ပါတယ်။အလေးနဲ့ထားပြီးလုပ်တဲ့အပြုမှုပုံမှန်အတိုင်းလုပ်တဲ့အပြုမှုအကြမ်းဖြင့်အပေါ်ယံလုပ်တဲ့အပြုမှုဆိုပြီး၃မျိုးရှိပါတယ်။တစ်ခုခုကိုလုပ်တော့မယ်ဆိုရင်အမြဲတမ်းအလေးနဲ့ထားပြီးလုပ်ရပါမယ်။လူပြောများတဲ့စကားတွေထဲမှာဒီလိုစကားရှိပါတယ်။သေသွားရင်အဆုံးသတ်သွားပြီမို့လို့အသက်ရှင်နေတုန်းစူးစမ်းလုပ်ရမှာပေါ့။ဒီစကားရဲ့အဓိပ္ပာယ်ကတော့ဘဝဆိုတာချက်ချင်းပြုမှုလှုပ်ရှားနေရမှာဖြစ်ပြီးအဲ့ဒီလှုပ်ရှားမှုဟာလေးနက်တဲ့လှုပ်ရှားမှုဖြစ်နေရမယ်ဆိုတာကိုဆိုလိုပါတယ်။သင်ဘလို့အယောင်ကိုပိုင်ဆိုင်ထားပါသလဲ။စာအုပ်ပေါင်းများစွာကိုရေးသားထုတ်ဝေခဲ့တဲ့စာရေးဆရာလည်းဖြစ်တယ်လို့နယူးယောက်မှာ programmer အနေနဲ့လှုပ်ရှားနေတဲ့ Embed John ဟာအခုအချိန်ထိအတူတူအလုပ်လုပ်ခဲ့တဲ့လူတွေကိုအပြာရောင်အဝါရောင်အနီရောင်အမဲရောင်ဆိုပြီးတော့ခွဲထုတ်လိုက်ပါတယ်။ဒီအယောင်ခွဲခြားနည်းဟာ software developer တွေရဲ့လောကထဲမှာပဲလက်တွေ့အသုံးချရတဲ့အကြောင်းအရာမဟုတ်ပဲအလုပ်ကိုင်လောကအများစုမှာပါစူးစမ်းလေ့လာနိုင်တဲ့အရာဖြစ်ပါတယ်။သူကအပြာရောင်ဆိုတာမွေးရပါအရေးချင်းရှိပြီးလုံလဝိရိယရှိသူအဝါရောင်ကတော့အရေးချင်းထူးထူးခြားခြားမရှိပေမဲ့လုံလဝိရိယရှိသူအနီရောင်ကတော့မွေးရပါအရေးချင်းရှိပေမဲ့လုံလဝိရိယမရှိသူအမဲရောင်ကတော့အရေးချင်းလည်းမရှိလုံလဝိရိယလည်းမရှိတဲ့သူလို့တင်စားထားပါတယ်ပြီးတော့အပြာရောင်လူတွေနဲ့အမဲရောင်လူတွေအကြောင်းကို ZDNet Korea ရဲ့စောင်းပါမှာအောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်အပြာရောင်ကတော့ programming ဘက်မှာမွေးရပါအရေးချင်းရှိပြီးလုံလဝိရိယရှိတဲ့လူရဲ့အယောင်ဖြစ်တယ်သူတို့တွေဟာကုမ္ပဏီမှာအလုပ်လုပ်တဲ့အချိန်ပဲမဟုတ်ပဲထမင်းစားတဲ့အခါမှာပဲဖြစ်ဖြစ်လက်ရှောင်တဲ့အခါမှာပဲဖြစ်ဖြစ်ကားစီးတဲ့အခါမှာပဲဖြစ်ဖြစ်တငယ်ချင်းနဲ့တွေ့တဲ့အခါပဲဖြစ်ဖြစ်နောက်ဆုံးအိတ်တဲ့အချိန်မှာတော့ကုန်တင်ရေးဆွဲတဲ့နီလန်ကိုတွေးနေလေရှိပါတယ်ကုန်တင်ရေးဆွဲတာကိုဂိမ်းလိမ်မှုကိစ္စတွေထက်အမှန်တကယ်ပိုသဘောကျတဲ့လူတွေဖြစ်ကြပါတယ်သူတို့တွေနဲ့တခြားစီအမဲရောင်အုပ်စုတွေပါဝင်တဲ့လူတွေကတော့လုံးဝဆန့်ကျင်ဘက်ပဲဖြစ်ပါတယ်။အမဲရောင်ကတော့ programming ပိုင်းမှာအရေးချင်းမရှိသလိုလုံလဝိရိယလည်းမရှိတဲ့သူတွေဖြစ်ကြပါတယ်။စာဝတ်နေရေးအတွက် programming ရဲ့လမ်းကြောင်းထဲကိုတော့ဝင်ရောက်ခဲ့ပေမဲ့ကျွမ်းကျင်ပိုင်နိုင်စွာမလုပ်နိုင်တဲ့အတွက်ကြောင့်အောင်မြင်မှုအပေါ်ကြီးနဲ့အားရစိတ်လည်းမရှိသလိုအသည့်အဆန်းကိုသိချင်တဲ့လောဘလည်းမရှိကြပါဘူး။တခြားလူတွေကနည်းပညာအတစ်ပဲဖြစ်ဖြစ် paradigm အကြောင်းပဲဖြစ်ဖြစ်ပြောတာကိုကြားရရင်တော်ချင်းရောင်ဆောင်တယ်လို့ထင်ပြီးစိတ်ထဲသဘောမကျကြပါဘူး။ Embed John ဟာကုမ္ပဏီမှာတွဲဆောင်ရတဲ့ program developer တွေနဲ့အပြာရောင်မှာပါဝင်တဲ့လူတွေက10%အဝါရောင်မှာပါဝင်တဲ့လူတွေက30%အနီရောင်မှာပါဝင်တဲ့လူတွေက10%နောက်ဆုံးအနေနဲ့အမဲရောင်မှာပါဝင်တဲ့လူတွေကတော့နှမျောစရာကောင်းလောက်အောင်50%ရှိတယ်လို့ဆိုပါတယ်တခြားနှစ်ပင်မှာလည်းပုံစံတစ်ခုချင်းစီရဲ့အချိုးအစားရာခိုင်နှုန်းကဒါနဲ့ခက်ဆစ်ဆင်ဖြစ်နေပါလိမ့်မယ်
ယဟူဒီဖုန်းတော်ကြီးဂျေဖတ်ဟာယမ်ကဘဝမှာအကြီးမားဆုံးဒုက္ခကတော့အောင်မြင်မှုချွတ်တဲ့တာဖြစ်တဲ့ဆိုတဲ့စကားကိုချန်ရစ်ထားခဲ့ပါတယ်။လူအတော်များများလည်းအချိန်ကုန်ဆုံးလာတာနဲ့အမျှထပ်တူခံစားရမယ့်စကားဖြစ်မယ်လို့ထင်ပါတယ်။အဲ့ဒီတုန်းကနည်းနည်းပို့ပြီးတော့အင်တာအားတိုက်လောက်ခဲ့ရမှာကိုဆိုတဲ့နှမျောတတဖြစ်မှုလောက်ရင်နာရတဲ့စိတ်မကောင်းဖြစ်မှုမျိုးဘာမှရှိလိမ့်မှာလဲ။အသက်ရှင်နေတော့မှတကယ်အာသွန်ခွန်ဆိုင်နေထိုင်သွားရပါမယ်။အကြမ်းဖြင့်အပေါ်ရန်နေသွားရင်တစ်ချိန်ချိန်မှာတေချာပေါက်အယိုးထဲထိဆွဲစီမဲ့နောင်နာကိုမွေးထုတ်ပေးတဲ့တောင်းခံလွာကတင့်ထန်လွင်းပြန်ရောက်ရှိလာပါလိမ့်မယ်။စိန်ခေါ်ခြင်းခဲ့တာကိုစိန်ခေါ်ခဲ့ပေမဲ့လည်းမအောင်မြင်နိုင်တာမျိုးရှိပါတယ်။ဒါပေမဲ့သွေးဝေတုပ်ဆိုင်နေရင်ကနေမျောပါသွားတဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးနောက်ပိုင်းမှာနောင်တတွေတတိတန်းကြီးရောက်ချလာပါလိမ့်မယ်။လုံနိုင်တဲ့လောက်စိန်ခေါ်ကြည့်ပြီးစူးစမ်းအထောက်ရပါမယ်။အဲ့ဒါကရှုံးနေခဲ့မယ်ဆိုရင်တောင်မှပေါ့နားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။